ပြီးတစ်ဆက်နေထိုင်နေပါတယ်။မီစီလေးဟာတနေ့ကျရင်မြေပြင်ကိုဆင်းပြီးပန်းလေးတွေကိုရေလောင်းပေးမယ်။တပ်ပင်လေးတွေကိုကြီးထွားစေမယ်ဆိုတဲ့အိမ်မလေးရှိပါတယ်။ဒါပေမဲ့မီစီလေးကနည်းနည်းကြောက်တတ်လို့တိမ်ပုံမှာပဲကခုန်ကစားနေတတ်ပါတယ်။ဒီနေ့မှာတော့လေပြင်းလေးကလာပြီးမီစီရေမင်းအိမ်မက်ကိုအကောင်ထဲဖော်ခြင်းရင်ငါနဲ့အတူစင်းကြမလားလို့ပြောလိုက်ပါတယ်။မီစီလေးပျော်ရွှင်စွာဟုတ်ကဲ့လို့ပြောပြီးခုန်ဆင်းလိုက်ပါတယ်။မြေပြင်ကိုရောက်တော့အဲ့ဒီနေရာကတဲကန်တာရကြီးဖြစ်နေပါတယ်။ခြောက်တွေ့ပြီးပန်းလေးတွေမရှိပါဘူး။မီစီလေးစိတ်မကောင်းနေတော့မှပဲတဲကြားထဲကနေပန်းအဖူးကြီးသေးလေးတစ်ခုကိုတွေ့လိုက်ပါတယ်။ပန်းလေးကအားနေနေတာကိုမြင်ပြီးမီစီလေးကမကြောက်ပါနဲ့နော်ငါကူညီပေးမယ်ဆိုပြီးကိုလုံးလေးကိုပန်းလေးပေါ်လောင်းပေးလိုက်ပါတယ်။ချက်ချင်းပဲပန်းအဖူးလေးဟာလန်းဆန်းလာပြီးအယောင်လှလှနဲ့ပန်းပွင့်လေးဖက်လာပါတယ်။ပန်းလေးကပျော်ရွှင်စွာမီစီရေမင်းကိုကျေးဇူးအများကြီးတင်ပါတယ်